နေ့ကျွန်တော်တထောင်တန်းခဲချစ်လို့ရတယ်လိုတိုလေးဝယ်လာပါတယ်ဒါလေးပါဒါလေးကိုခဲချစ်မယ်ပေါ့နော်ချက်ချင်းကန်ဆယ်မဲ့ပေါက်တယ်ပေါ့နော်ကဲအများဆုံးကတော့အိုးအော့အထိပေါ့နော်3,500ပေါ့ခဲချစ်ကြည့်မယ်ဒါလေးကစပီတိုလို့ခေါ်တယ်ဒါလိုတိုပေါ့နော်ခဲချစ်ပြီးတော့ကန်ဆယ်ရပါတော့အဲ့တော့သူကပထမဆုံးက3,500ပေါ့အဲ့တော့အရင်ဆုံးဘာကိုရင်ချစ်ရလဲဆိုတော့ဒီကောင်လေးကိုအရင်ခဲချစ်ရတယ်ဒီမှာနံပါတ်6ပေါ့နော်နံပါတ်6ဆိုရင်ဒီမှာနံပါတ်တူတာမတူတာကြည့်ရပါနော်မတူပေါ့ဒါဆိုရင်တောင်းမတူပါဘူးဒါလည်းမတူဘူးပေါ့နော်โอเคအိုးဒီနံပါတ်9နဲ့တူမှာပေါ့နော်ပေါက်တာပေါ့မတူလေးပြန်ဘူးဟာโอเคနံပါတ်3လုံးမပေါက်တော့ဘူးလို့ပြောပါဘောနော်ဒီနံပါတ်9နဲ့တူပြီးသွားရင်ဒီ6လုံးနဲ့9နဲ့တူသွားရင်ပထမဆုံးပေါက်မှာပေါ့နော်ခုတော့တပြားမှပေါက်တော့စိတ်လှုပ်ရှားရကောင်းပါရဲ့ဒါလေးတွေထိုးကြည့်ပါ